ဟုတ်ကဲ့ဗျဟို1388အတွက်ကျွန်တော်လုပ်ပေးနေတဲ့ဟာလေးရှိတယ်တင်းတင်းကိုနေနဲ့တင်းတင်းလာတော့ပြီးသွားပြီပေါ့အင်္ဂါကတော့ကျွန်တော်ရေးဖို့မရေးရသေးတာပါကျွန်တော် frame မဲချရသေးတယ်မရေးရသေးဘူးပေါ့အဲ့တော့မြန်မာနှစ်1388ကဒီတကြံနှစ်စံတရနေ့ကစပြီးတော့တစ်နှစ်တာအတွင်း1388လို့ပြောတာဒါပေမဲ့နီးနေပြီဖြစ်တဲ့အတွက်လာမယ့်နှစ်ကန်တွေကလည်းစတင်ဖြည်းဖြည်းတက်ရောက်လာပြီဆိုတော့ကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဒါကြောင့်ပဲ1388မှာတနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာတော့ကျွန်တော်စာနဲ့ရေးပေးထားတယ်တောင်းရုံဗီဒီယိုနဲ့မပြောဘူးဆိုတာဗီဒီယိုကျတော့ပြန်နားထောင်နေရတယ်စာကျတော့တခါတည်းကို notes ထဲမှာစိတ်ထားလိုက်ရင်ပြန်ကြည့်ရတာပို့ပြီးတော့လွယ်တယ်ကိုကြည့်ကျင်တဲ့ကဏ္ဍလေးကိုရွေးကြည့်လို့လည်းရတယ်ဗီဒီယိုလိုကြည့်ရတဲ့အပိုင်းမှာပိုကြော်ဒီကြော်လုပ်เสียမလိုဘူးဗျာအဲ့တော့1388မှာတနင်္ဂနွေသားသမီးတွေအတွက်နည်းနည်းတိတိတဲ့ဟာလေးတွေတော့ဗီဒီယိုနဲ့အချို့နေရာတွေမှာပို့ပြီးထိထိရောက်သိရအောင်လို့ပြောပေးချင်တာလည်းပါတာပေါ့အဲ့ဒါကြောင့်ဒီဗီဒီယိုလောက်တာပါအဲ့တော့1388လောက်ရောက်ပြီဆိုရင်တနင်္ဂနွေသားသမီးတွေအတွက်ကောင်းတဲ့အားသာချက်အများကြီးရှိတယ်အဲ့တော့ကောင်းတဲ့အားသာချက်အနေနဲ့ကဘာတွေအားကောင်းလဲဆိုတော့တနင်္ဂနွေကြိုအားကောင်းနေတာတွေ့ရတယ်မွေးနံကြိုအားကောင်းတယ်ပေါ့ဗျာမိတ်အိမ်မှာနေတာဖြစ်တဲ့အတွက်မွေးနံကြိုတနင်္ဂနွေကအားကောင်းတယ်ပြီးတော့တောက်ကြကြိုအားကောင်းနေတာတွေ့ရတယ်တောက်ကြကြိုဆိုတာကတော့ကျွန်တော်တို့ဗီဒီယိုမှာတော့ဒါတီတီကြိုအားကောင်းတယ်လို့ပြောလို့ရတယ်အဲ့ဒါလေးတွေမှာအားကောင်းတာတွေ့ရတယ်စနေကြိုကတော့စီးပွားရေးအနေထားနဲ့အားကောင်းနေတာအထိုင်ချဖို့အတွက်အားကောင်းနေတာမျိုးတွေ့ရတယ်အဲ့တော့ဒီအားကောင်းမှုတွေကိုကျွန်တော်တို့အားသာချက်အနေနဲ့လုပ်လို့ရတယ်ဒါကြောင့်တင်တို့သားသမီးတွေကဒီ1388မှာတခုခုအခြေချခြင်းတယ်ဆိုတဲ့ကိစ္စမျိုးတွေတခုခုရင်းနှီးမြှုပ်နှံခြင်းတဲ့ကိစ္စမျိုးတွေတခုခုရေရှည်လောင်းတိုင်းသွားမဲ့ကိစ္စမျိုးတွေမှာဆောင်ရွက်မယ်ဆိုရင်ကောင်းတယ်အဲ့တော့ရေရှည်စီမံကိန်းတွေစကြင်တာရေရှည်နဲ့ပတ်သက်ပြီးတခုခုလုပ်ချင်တာရေရှည်နဲ့ပတ်သက်ပြီးတခုခုဖြစ်တာမျိုးတွေကဒီနှစ်မှာဆောင်ရွက်လို့ကောင်းတယ်တခုခုရေရှည်လုပ်ဖို့အတွက်စပြီးတော့ဒီနှစ်မှာအကောင့်ထဲဖော်မယ်ထားပါတော့ထင်ရှင်မှာကိုရောင်ဆောက်ဖို့အတွက်ခြံလေးဝယ်ထားတာမျိုးတွေဆိုင်လေးဆိုင်ဖွင့်ဖို့အတွက်မြေလေးဝယ်ထားတာမျိုးတွေဒါမှမဟုတ်ကိုရှိတဲ့နေရာလေးကိုဖြတ်ပြီးတော့အဆောက်အဦလေးပြန်ဆောက်တာမျိုးတွေစသဖြင့်ဒီလိုမျိုးကိစ္စမျိုးတွေမှာကာယကံရှင်ကဆောင်ရွက်လို့ရတယ်အဲ့ဒါလေးတွေမှာကျွန်တော်တို့အားသာချက်ရှိတယ်ပြီးတော့ငွေကြေးကဏ္ဍနဲ့ပတ်သက်ပြီးအထိုက်လျောက်အဆင်ပြေလာနိုင်တဲ့နှစ်ဖြစ်တဲ့အတွက်ငွေရှိလာပြီဆိုရင်လှုပ်ချင်တာလေးတွေလုပ်လို့ရတယ်ဗျာအဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးတော့တခုခုပြည့်မြောက်လာပြီဆိုရင်တခုခုထားလုပ်ချင်တယ်ဆိုလူတိုင်းပဲလေငွေလေးရှိလာရင်ဖုန်းလေးဝယ်ရင်ကောင်းမလားဟိုဟာလေးလုပ်ရင်ကောင်းမလားဒါလေးလုပ်ရင်ကောင်းမလားတွေးထားတာအဲ့တော့ကိုလည်းတခုခုရှိလာပြီဆိုရင်ရေရှည်စီမံကိန်းတွေအတွက်ဒါလုပ်ပါလို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒီနှစ်ကရေတိုထက်ရေရှည်ကိုပို့ပြီးတော့ကျွန်တော်တို့သွားစေချင်တာကိုကံကားပြပါတယ်ဒါကြောင့်ဝက်ဒင်းတွေသားမိတွေကရေရှည်စီးပွားရေးတွေနဲ့စတာလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးမိသားစုနဲ့ပတ်သက်ပြီးပြန်ကြည့်တာတောက်ကြကြိုအားကောင်းနေတာရောကြာလာပြီးမိတ်ကြိုအားကောင်းနေတာရောကြောင့်ကျွန်တော်တို့ကကိုချစ်ရတဲ့သူတွေကိုတန်ဖိုးထားရတဲ့လူတွေအတွက်ပြန်လဲအချိန်ပေးတာပေါ့ထားပါတော့ကျွန်တော်အလုပ်တွေလုပ်ပြီးတော့ရင်သွေးမယူဖြစ်ဘူးတားစေးတွေစားနေတယ်ဒီအချိန်မှာတော့မိသားစုအတွက်ငါတို့ရင်သွေးလေးတော့ဒီနှစ်မှာစယူမယ်ဆိုတဲ့ကိစ္စမျိုးတွေဒါမိသားစုအတွက်ပြန်စဉ်းစားတာပေါ့နော်ဒါမိဘအတွက်ငါအချိန်ပေးမယ်ဆိုတဲ့ကိစ္စမျိုးတွေအချို့ကျတော့သားသမီးပညာရေးကိုအကုန်လုံးကျောင်းနဲ့ကျူရှင်တွေကလွဲလို့သားသမီးရဲ့လိုအပ်ချက်တွေသားသမီးရဲ့စိတ်ခံစားချက်တွေကိုလုံးဝအလစ်လူရှုထားတဲ့တင်းတွေသားသမီးတွေနေနေတယ်ဒီနေ့မှာကိုချစ်ရတဲ့သားသမီးတွေအတွက်အချိန်ပြန်ပေးတာသူတို့စိတ်ထန်ရဘယ်လိုရှိနေလဲသူတို့စိတ်ထဲမှာဘယ်လိုကိုယ်ကိုတွေးနေလဲဒါကြောင့်သားသမီးနဲ့အတူတူဒီနွေရာသီမှာအချိန်ဖြုံးတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေဆောင်ရွက်လို့အလွန်ပဲကောင်းတယ်ပို့ပြီးတော့ချစ်ခင်မှုကျင်နာမှုတွေ့တာမှုတွေရလာနိုင်တဲ့နှစ်အဖြစ်လေဒီနှစ်ကိုအဲ့ဒါတွေတွေ့ရတယ်အားနဲ့ချက်ကကြတော့ရန်ကြိုအင်္ဂါနဲ့ပတ်ခမိနေတာပဲရန်ကြိုအင်္ဂါနဲ့ပတ်ခမိတယ်ဆိုတော့တင်းကိုနေမြင့်လာလေးအင်္ဂါတိုက်ခိုက်လေးတင်းကိုနေမြင့်လာလေးအင်္ဂါတိုက်ခိုက်လေးဆိုတဲ့ကံကိုဖြစ်တာဖြစ်တဲ့အတွက်တင်းကိုနေသားပြီးတဲ့အနေနဲ့ဒီနှစ်မှာဘာမှမဖြစ်တဲ့လူကတော့ဘာမှမဖြစ်ဘူးပေါ့ဂျိုးစားတက်ရောက်တွေကလည်းကောင်းနေတဲ့လူမျိုးတွေဖြစ်တယ်တင်းကိုနေရလည်းအားကောင်းနေတယ်ဒီနှစ်ရဲ့ကောစာအခြေအနေလေးရဲ့ပေါင်းပြီးတော့ဒီနှစ်မှာအဆင်ပြေမှုတွေများတယ်ဆိုရင်တော့တေချာပေါ့မနာလိုတာတွေတိုက်ခိုက်ခံရတာတွေအုပ်စုဖွဲ့ပြီးကြောက်ချတာမျိုးတွေနော်ကိုအောင်မြင်မှုကိုနှောင့်နှေးအောင်ကြန့်ကြောင်ပျက်စီးအောင်ပြုတ်ကျအောင်ဒုက္ခရအောင်ဆိုပြီးတော့တွန်းပိုးလာနိုင်တဲ့လူတွေလည်းတွေ့ရတယ်ဒါကြောင့်ရှိတော့ရှိထုံမပြနဲ့ထုံမကြွားနဲ့နော်အရင်တော့ကတော့ Android ဖုန်းလေးကင်နေတယ်5-6သိန်းအခုကျတော့
အိုင်ဖုန်းကြီးစကင်ပြီးအလုပ်ထဲမှာရှောက်ပြီးတော့ကြွားပြနေတဲ့ပုံစံမျိုးဖြစ်နေတယ်တတိထားပါတေးကြတယ်အန်ဒီရယ်တွေလာတော့မယ်ငါရှိတာငါဝတ်တာပဲငါရှိလို့ငါထုတ်ကြွားတာပဲတတိထားပါအန်ဒီရယ်ရှိပါတယ်နော်လူတယောက်ကိုဒုက္ခပေးခြင်းလွယ်တယ်အဲကြောင့်ဒုက္ခပေးလာနိုင်တာဖြစ်တဲ့အတွက်ရှိတာတွေထုတ်သုံးတာထုတ်ကြွားတာမျိုးတွေမလုံးနဲ့မပြောတဲ့ကိစ္စတွေမပြောနဲ့လှော့ဝက်ထားလို့မရတဲ့ကိစ္စလောက်ကလွင့်ထုတ်လှော့ဝက်ထားလို့ရတဲ့ကိစ္စတွေနော်အားကိုဘယ်မှာတော့ကျမတို့ချန်ပီယံဝယ်လိုက်ပြီးဘယ်နေရာမှာတော့တိုက်ခန်းဝယ်လိုက်ဒီဘယ်နေရာမှာတော့ဘန်နဲ့အရေးကြဘယ်လောက်ရာခိုင်နှုန်းသွင်းပြီးတော့ကျမတို့တိုက်ခန်းကွန်ဒိုဝယ်ထားလိုက်တယ်ဒါတွေကမပြောလဲရတယ်လေနော်အားရာတွေကိုတတ်နိုင်လောက်ရှော့ပါလို့ကျွန်တော်တို့သိစေချင်ပါတယ်ရှော့ပါနော်အန်ရရှိပါတယ်နောက်ထပ်သတိထားမှာကိုယ့်အောက်မှာအငယ်လေးတွေညီလေးတွေညီမလေးတွေရှိတယ်ဆိုရင်ထိုသူတွေနဲ့ပတ်သက်ပြီးတော့ပြဿနာအကြီးအကျယ်တက်တာထိုသူတွေနဲ့ပတ်သက်ကိုအကြောင်းပြုပြီးတော့စိတ်ဒုက္ခရောက်เสียစိတ်ညစ်เสียတောကရောက်เสียရှိတယ်ဆိုတဲ့ဟာမျိုးကိုလည်းပြပါတယ်ဘာလို့အင်္ဂါစုကညီညီမမောင်နှမကိုပြတာဖြစ်တဲ့အတွက်အဲ့ဒီအချက်လေးလည်းသတိထားဖို့လိုတယ်ဆိုတာကိုတွေ့ရတယ်ပြီးအင်္ဂါစုကကျွန်တော်ခုနပြောခဲ့သလိုပဲစာထဲမှာပါပါတယ်အင်္ဂါစုဆိုတာခွဲစိတ်ကုသရတာပါမတော်တဆထိခိုက်တာလေးတွေဒါလေးတွေတော့ရှိပါတယ်ဒါလေးတွေရှိတော့မတော်တဆထိခိုက်တာအန်ဒီရယ်လေးတွေရှိတာဆိုင်ကယ်မှောက်တာဒီလိုမျိုးအန်ဒီရယ်လေးတွေကိုလည်းကိုယ်တိုင်ဂရုစိုက်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့ပို့ပြီးတော့ကောင်းပါတယ်နော်အခြားကျမကြီးကြောင့်ယောဂဖြစ်ပြီးအဲ့ရတဲ့လဲတာတဲ့မတော်တဆထိခိုက်မှုကြောင့်ကျမကြီးရုပ်ရော့တာကပုံများနေတာဖြစ်တဲ့အတွက်ဒီနေ့မှာအဲ့ဒီအချက်လေးတွေကိုပုံမဂရုစိုက်ဖို့ကျွန်တော်ဗီဒီယိုမှာထပ်မံအသိပေးတာဖြစ်တယ်အခြားကန်တွေအရင်ကြီးစိုးနေညံ့နေတာမရှိဘူးအလောက်ကန်လည်းတင်းတင်းလျောက်ပတ်တဲ့အနေအထားမျိုးရှိတယ်နော်အိမ်အောင်ရေးကိစ္စအရင်ကြီးမညံ့ဘူးအခြေရေးပါညာလဲစိုးဝါညံ့ဖြစ်နေတဲ့အနေအထားမျိုးစိုးဝါဖြစ်နေတာမျိုးတော့မဟုတ်ဘူးအထိုက်လျောက်ကောင်းနေတယ်ပညာရေးနဲ့ပတ်သက်ရင်လည်းလူငယ်တွေအနေနဲ့ပညာရေးမှာအားရစရာကောင်းတဲ့အနေအထားမျိုးတွေ့ရတယ်ပညာရှာလို့ကောင်းတယ်ပညာအသစ်တွေသင်လို့ကောင်းတယ်ဆိုတော့ပညာရေးလည်းတိတ်ပြီးတော့ပူပန်စရာမရှိဘူးပေါ့နော်တိတ်ပူပန်စရာမရှိဘူးပြီးတော့ရေရှည်စီမံကိန်းတွေအတွက်စတင်အကောင့်ထဲပေါ်လာတာမျိုးစတင် plan ဆွဲထားတာမျိုးဆောင်ရွက်လို့ကောင်းတာကိုလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ဒီနှစ်ပိုင်းမှာဒီကုန်းတွေသားမိတွေနဲ့အရင်စိုးစိုးဝါညံ့နေတာမျိုးမရှိဘူးအဲ့တော့နာမည်မှားနေတဲ့လူတွေနော်ရောက်ဆဲဒတာကာလတွေညံ့နေတဲ့သူမျိုးတွေနော်ဒီလိုမျိုးလူတွေကလွင်အချို့လူတွေမှာတော့ထိုက်လျောက်အဆင်ပြေနိုင်တယ်ဒါအားလုံးအတွက်ခြုံဟောတာဖြစ်တယ်အကုန်လုံးအတွက်တော့မမှန်နိုင်ဘူးရေဘူးကအားဖြစ်အဆင်ပြေနိုင်တာဖြစ်တဲ့အတွက်ဒီနေ့မှာဒိန်းကုတွေသားမိတွေကကိုကောင်းတဲ့ဟာလေးတွေကောင်းတာလေးတွေပို့လို့ပါမကောင်းတာလေးတွေရှောင်ပါတက်နိုင်လောက်ရှိတာတွေထုတ်မကြွားပါနဲ့နော်တက်နိုင်လောက်ဆက်ကားရန်နေရတွေကိုအချိန်လုံးမမောင်းပါနဲ့စောက်လို့လုပ်ငန်းကုန်တွေဆိုရင်ဆက်ကားရန်နေရကန်ရတဲ့လူတွေဆိုရင်သတိထားပါကိုယ့်ဆက်ကိုအရင်ဆုံးဆက်ပါဆက်ပြီးမှဆက်ပေါ်တက်ပါကားပဲမောင်းမောင်းဆက်ပဲမောင်းမောင်းရန်နေရပစ္စည်းတွေပဲကန်နော်အကုန်လုံးအစစ်စေးကြီးမှလုပ်ပါအန္တရာယ်ရှိပါတယ်လုံးဝ savory ဖတ်ပါဒီနှစ်က savory ကိုလုံးဝခရီးမဆိုင်အန္တရာယ်ရှိနိုင်တာကိုလည်းကျွန်တော်တို့ထည့်ပြောချင်တာဖြစ်ပါတယ်ဒီလောက်ဆိုတော့ဒီကုတွေသားမိတွေအတွက်နည်းနည်းပြည့်စုံမယ်ထင်ပါတယ်နော်ဒီကုတွေသားမိတွေဟိုကျွန်တော်ပြောတဲ့တနစ်စာဟောစတန်1388ကိုလည်းဖြတ်မယ်အခုဗီဒီယိုလေးလည်းကြည့်မယ်ဆိုရင်တော့ဘာဖြစ်ဖြစ်ပြည့်စုံတဲ့အနေအထားမျိုးတော့ရှိပါလိမ့်မယ်ကျွန်တော်တကြံသားနေ့လည်းအချို့ထပ်ပြောကြရှိရင်တော့ခုနှစ်သားမိခြုံငုံပြီးထပ်ပြောပေးပါမယ်နော်ဒီကုတွေသားမိတွေအားလုံး1388မှာကန်ကောင်းကြပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ